အခုဒီညီမလေးနေနဲ့ဒီအလင်းဝင်ကိုဆုံးဖြတ်တဲ့အခါမှာဒီဘယ်လိုမျိုးတွေစဉ်းစားပြီးဘယ်လိုမျိုးတွေဆုံးဖြတ်ပြီးတော့ဒါစဉ်းစားဆုံးဖြတ်ခဲ့တယ်ဟုတ်ညီမနှစ်ယောက်ကိုတိုင်နေခဲ့တယ်ပေါ့နော်ညီမလေးပေါ့အဲ့လိုမျိုးပေါ့မိဘတွေနဲ့လည်းမတွေ့ရဘူးပေါ့ညီမလေးပေါ့တကယ်ဟိုဒီထဲမှာနေပေါ့ငါတို့အမေနဲ့လည်းမတွေ့ရဘူးပေါ့ကြတော့ရှင်မျိုးသားချင်းနဲ့လည်းမတွေ့ရဘူးမနမသားချင်းနဲ့လည်းမတွေ့ရဘူးပေါ့အဲ့လိုမျိုးတွေ့ရအောင်လို့ပေါ့ညီမလေးပေါ့အမားနဲ့ပေါ့ဘာဖြစ်ဖြစ်လိုက်ခဲ့ပေါ့အမားလုံးညီမနဲ့တော့အောင်ပြေးမယ်ဆိုပြီးတော့လွတ်အောင်ပြေးပြီးတော့အလင်းဝင်လာပါရှင့်ဟုတ်ကဲ့အခုဒီတက်မတော်ထံကိုလင်းဝင်မှုကြတော့ညီမလေးဘယ်လိုမျိုးချိတ်ဆက်ပြီးဝင်ခဲ့လဲအဲ့လူကလည်းအသက်နဲ့ကိုယ်အသက်နဲ့ရင်းပြီးတော့ပေါ့နော်ကြောက်လန့်လန့်နဲ့ညီမနဲ့ကအဲ့လိုမျိုးပြေးလာတာပေါ့နော်လွတ်အောင်သူတို့လက်ကလွတ်အောင်အတင်းပြေးလာခဲ့ရဟုတ်ကဲ့အခုဒါညီမလေးနေနဲ့ဂျန်ရှိအခုတချို့ဆိုရင်ဒါအခုသူတို့ဖွဲ့စည်းရလဲထွက်ပြေးလာတယ်ဒါပေမဲ့ဒီဘက်ကိုလည်းလာပြီးတော့အလင်းဝင်မှုကမတိကြဘူးပေါ့အဲ့လိုမျိုးလူတွေလည်းရှိရပေါ့လေပြီးတော့ကြံခဲ့တဲ့ညီကိုပေါင်းတမိုင်းလည်းရှိအဲ့လိုလူတွေကိုညီမလေးနေနဲ့ဒီကနေပြီးတော့ဘာမှပြောချင်သေးလဲဟုတ်ပြောချင်ပါတယ်ဒါအခုလိုမျိုးပေါ့အခုလိုအပြန်ပြီးတော့ဒီဘက်ထဲမှာရောက်သွားတဲ့အခါကျတော့အလင်းဝင်ဖို့ပြန်ပြီးပေါ့ညီကိုမောင်နှမတွေကိုလင်းဝင်ဖို့လည်းပြောချင်ပါတယ်မိဘတွေနဲ့လည်းပြန်ဆုံပြီးချင်ပါတယ်ညီမလေးမင်္ဂလာပါမင်္ဂလာပါကိုဟုတ်ကဲ့ညီမလေးနာမည်နဲ့အသက်လေးမိတ်ဆက်ပေးပါဟုတ်ညီမနာမည်ကတော့တော်ကြီးလို့ခေါ်ပါတယ်အခုညီမအသက်ကတော့15ပါဟုတ်ကဲ့ညီမလေးအနေနဲ့အဖွဲ့အစည်းတွေကိုပဲအချိန်မှရောက်ရှိကြတာလဲ14လောက်ကနေပြီးရောက်ရှိရပါတော့နော်အဲ14လောက်ကနေပြီးတငယ်ချင်းနေနဲ့အဲ့လိုမျိုးခေါ်ကောင်းပြီးတော့အဲ့လိုမျိုးလိုက်တော့တာပေါ့လိုက်တော့အိမ်ကလည်းနည်းနည်းစဉ်းညက်တာပါတော့တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အခုညီမလေးဒီအဖွဲ့အစည်းတွေရောက်ရှိသွားတဲ့အချိန်မှာဘယ်လိုမျိုးတွေစပြီးတော့ကြုံတွေ့ခဲ့လဲဒီဖွဲ့စည်းရောက်တော့ကြုံသိခဲ့ရတာတော့တနန်းစင်နာနေစားတာပေါ့တနန်းစင်ခဲ့ရခက်ကြုံသိခဲ့ရတယ်ပေါ့နော်ခါမှလည်းမလုပ်ဘူးပေါ့နော်မလုပ်ဘူးတဲ့အရာဝတ္ထုတွေကိုကိုယ်တိုင်ပဲလုပ်ခဲ့ရတယ်ပြီးကြတော့အိမ်မှာလည်းဒီတိုင်းမှမလုပ်တဲ့နဲ့အဲ့လိုမျိုးပေါ့မလုပ်ဘူးတဲ့အရာတွေကိုအဲ့ထဲရောက်မှကြုံသိရတော့အရင်လဲစိတ်ညစ်တယ်အရင်လဲငိုချင်တယ်ပေါ့နော်ဟုတ်အမိဘကြီးလည်းအရင်လွန်နေဟုတ်ကဲ့အခုဒီညီမလေးဖွဲ့စည်းရရောက်တဲ့အချိန်မှာဒီပြန်ထွက်လာဖို့စဉ်းစားဘူးလားစဉ်းစားဘူးပါတယ်ခဏခဏစဉ်းစားဘူးရေခဏခဏစဉ်းစားဘူးရေငါပြေးလို့ရင်လွတ်ပါမလားပေါ့နော်သူတို့ကတော့ပြောရပေါ့ပြေးရင်ပေါ့ငါတို့ဒီနေပိုင်နေနေဘက်တွေရောပေါ့ပြေးရင်သူတို့လည်းလွတ်အောင်ပြေးပေါ့မလွတ်ရင်တော့တတ်မယ်လို့ပြောပါတယ်ပေါ့ဟုတ်ကဲ့ပါအခုဒီတက်မတော်ထံကိုလင်းဝင်မှုကြတော့ညီမလေးဘယ်လိုမျိုးချိတ်ဆက်ပြီးဝင်ခဲ့လဲအဲ့လူကလည်းအသက်နဲ့ကိုယ်အသက်နဲ့ရင်းပြီးတော့ပေါ့နော်ကြောက်လန့်လန့်နဲ့ညီမနဲ့ကအဲ့လိုမျိုးပြေးလာတာပေါ့နော်လွတ်အောင်သူတို့လက်ကလွတ်အောင်အတင်းပြေးလာခဲ့ရဟုတ်ကဲ့ညီမလေးအဲ့ဖွဲ့စည်းထဲမှာကျတော့ဒီတာဝန်ထမ်းဆောင်ခဲ့ရကြတော့ဘယ်ပိုင်းနေမှာတာဝန်ထမ်းဆောင်ခဲ့ရဟုတ်တန်းအဲ့လိုမျိုးပေါ့တာဝန်ထမ်းဆောင်ခဲ့ရအဲ့တနန်းပြည့်ရကာလာပြီးတော့ကြတော့ပေါ့နော်စပိုးကြောင်တာဝန်အဲ့လိုမျိုးယူတာပေါ့ညီမကကြတော့အဲ့လိုကျမရေးသိမကောင်းတော့လေဒီဖြစ်လာယောဂရှိတော့ကြတော့အားကြောင့်လို့စပိုးကြောင်မှာပဲတာဝန်ယူခဲ့ရပါဟုတ်ကဲ့ပါညီမအနေနဲ့ဒါယောဂလည်းခံရှိရဆိုတော့သူတို့ကကြလုပ်ငန်းမျိုးတွေကြတော့ညီမလေးတို့ဒါညှတာမှုနဲ့ဒါခိုင်းခဲ့သေးလားညတာမှုနဲ့တော့မရှိဘူးအဲ့ညတာမှုနဲ့ခိုင်းတာတော့မရှိဘူးပေါ့ဘယ်လိုပြောမလို့လောက်ရမှာပေါ့မလုံရင်လေအဲ့လိုမျိုးဘယ်လိုပြောမလို့ကိုယ့်ရင်မဟုတ်တော့လေလောက်ရတာပေါ့သူတို့ခိုင်းသမျှပေါ့သူတို့တရားလို့ဆိုတော့လေမငြင်းရဘူးကြောက်တော့ကြမငြင်းရဘူးပေါ့နော်လောက်ခဲ့ရတယ်ပေါ့ဟုတ်ကဲ့အခုဒီညီမလေးနေနဲ့ဒီအလင်းဝင်ကိုဆုံးဖြတ်တဲ့အခါမှာဒီဘယ်လိုမျိုးတွေစဉ်းစားပြီးဘယ်လိုမျိုးတွေဆုံးဖြတ်ပြီးတော့ဒါစဉ်းစားဆုံးဖြတ်ခဲ့လဲဟုတ်ညီမနှစ်ယောက်ကိုတိုင်နေခဲ့တယ်ပေါ့နော်ညီမလေးပေါ့အဲ့လိုမျိုးပေါ့မိဘတွေနဲ့လည်းမတွေ့ရဘူးပေါ့ညီမလေးပေါ့တကယ်ဟိုဒီထဲမှာနေပေါ့ငါတို့အမေနဲ့လည်းမတွေ့ရဘူးပေါ့ကြတော့ရှင်မျိုးသားချင်းနဲ့လည်းမတွေ့ရဘူးမနမသားချင်းနဲ့လည်းမတွေ့ရဘူးပေါ့အဲ့လိုမျိုးတွေ့ရအောင်လို့ပေါ့ညီမလေးပေါ့အမားနဲ့ပေါ့ဘာဖြစ်ဖြစ်လိုက်ခဲ့ပေါ့အမားလုံးညီမနဲ့လွတ်အောင်ပြေးမယ်ဆိုပြီးတော့လွတ်အောင်ပြေးပြီးတော့အလင်းဝင်လာပါရှင့်ဟုတ်ကဲ့ညီမလေးဒီဖွဲ့စည်းတော့မရောက်ခင်ရင်တော့ပါလေဒီအဖွဲ့အစည်းကဒီမကောင်းတဲ့သတင်းတွေအဲ့လိုမျိုးတွေကိုညီမလေးအနေနဲ့ကြားထားတာရှိတယ်ကြားခဲ့ပူပါတယ်အဲ့လိုမျိုးပေါ့မဝင်ခင်ကတော့ကြားခဲ့တယ်ပေါ့နော်အဲ့လိုမျိုးအောင်တယ်ကောင်းတော့တငယ်ချင်းနေနေပေါ့အဲ့လိုမျိုးသွားလာပထမတော့ဟိုစမဝင်ခင်ကတော့ပေါ့နော်အဲ့လိုမျိုးဝင်မယ်လို့လည်းမသိဘူးပေါ့နော်အဲ့မဟုတ်စားသွားရင်နေပြီးတော့အဲ့လိုမျိုးဖြစ်သွားတာပေါ့တငယ်ချင်းကဟိုဘက်ရောက်တော့ကြတော့ညနေဆောင်နေမှောင်သွားတာပေါ့နော်မှောင်သွားတော့ကြတော့မိဘရိမ်မှကြောက်တာနဲ့တငယ်ချင်းတွေကအဆွေလာငါလူလေအဲ့ထဲသွားမှညနေဆောင်ရင်ပါသွားညီမနဲ့ပေါ့နော်အဲ့ထဲဝင်ပြစ်သွားဟုတ်ကဲ့လိုင်းပေါ်မှာကျတော့အဖွဲ့အစည်းတွေကဘယ်လိုကောင်းတယ်ဘယ်လိုညာကောင်းတယ်ဆိုပြီးတော့ဒါလှုံ့ဆော်ထားရရှိရပေါ့တကယ်တော့အဖွဲ့အစည်းရောက်တဲ့အချိန်မှာညီမလေးနေနဲ့ဒါဘယ်လိုမျိုးတွေကွဲပြားခြားလာ
အရန်ခွဲပြားတယ်ဟိုထဲရောက်သွားတဲ့ကာလာရောက်သွားတဲ့ခါကျတော့ဗောနော်ပထမတော့ဘာမှမလုပ်ရဘူးသူလို့စပူကြောင်လေးမှာဟိုလိုပေါ့ဘယ်လိုပြောမလဲပကင်အဲ့လိုမျိုးလေးပေါ့ပကံလေးတွေပါလေးယူပေးပေါ့ထမင်းလေးတွေပါလေးခူပေးပေါ့အဲ့လိုဟာမျိုးလေးပဲလုပ်ပေးရပါဗောနော်နောက်ပိုင်းဆုံးကျတော့ကိုကိုတိုင်းလည်းတာဝန်ကြရောကိုကိုတိုင်းလုပ်ခဲ့ရတယ်ဗောနော်ဒီမနေ့ဆိုလဲစော်ကြီးထားရတယ်ပြီးကြတော့ဘယ်လိုပြောမလို့သူတို့နှိမ်တာလည်းခံရတယ်ဗောနော်မထိုင်လည်းတန်ပြီးခံရတယ်ရိုက်ခံရတယ်ဗောနော်အဲ့လိုရှိဟုတ်ကဲ့ပါအခုဒါညီမလေးအနေနဲ့ဂျန်စီအခုတချို့ဆိုရင်ဒါအခုသူတို့ဖွဲ့စည်းရလဲထွက်ပြေးလာတယ်ဒါပေမဲ့ဒီဘက်ကိုလည်းလာပြီးတော့အလင်းဝင်ဖို့ကမတိကြဘူးပေါ့အဲ့လိုမျိုးလူတွေလည်းရှိရပေါ့လေပြီးတော့ကြံခဲ့တဲ့ညီကိုမောင်နှမတွေလည်းရှိအဲ့လိုလူတွေကိုညီမလေးအနေနဲ့ဒီကနေပြီးတော့ဘာမှပြောချင်သေးလဲဟုတ်ပြောချင်ပါတယ်ဒါခုလိုမျိုးပေါ့အခုလိုအပြန်ပြီးတော့ဒီဘက်ထက်မှရောက်သွားတဲ့အခါကျတော့အလင်းဝင်ဖို့ပြန်ပြီးတော့ညီကိုမောင်နှမတွေကိုလင်းဝင်ဖို့လည်းပြောချင်ပါတယ်မိဘတွေနဲ့လည်းပြန်ဆုံပြီးချင်ပါတယ်အဲ့လိုမျိုးပေါ့မိဘတွေနဲ့လည်းပျော်ရှိခြင်းပေါ့အဲ့လိုမျိုးရှင်မိသားချင်းနဲ့လည်းတွေ့စီခြင်းပြီးပါတယ်အဲ့လိုမျိုးတွေ့စီစီနေပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးလေးတော့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဖကြပြတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်